YKKO တို့ KFC တို့ Zeronet တို့လိုနာမည်ကြီး brand တွေကဆိုင်ခွဲတစ်ခုဖွင့်ဖို့အတွက် location တစ်ခုကိုရွေးပြီဆိုလို့ရှိရင်ဘယ်လိုအချက်လက်တွေပေါ်မှာအခြေခံပြီးတော့ရွေးတယ်ဆိုတာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ကျွန်မကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအင်ဂျင်မြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးမြတ်ဟီတီဖြစ်ပါတယ်ရှင်။ဆိုင်ခွဲတွေအများကြီးရှိတဲ့ business တွေကဆိုင်ခွဲတစ်ခုဖွင့်ဖို့အတွက် location ရွေးချယ်ပြီဆိုလို့ရှိရင်အဲ့ဒီမြို့နယ်ပတ်ဝန်းကျင်တစ်ဝိုက်မှာအင်ဂျီအားဖြင့်ဘယ်လောက်ရှိနိုင်မလဲ။ဥပမာလုံးချင်းဆိုလို့ရှိရင်လည်းလုံးချင်းအနေအထားအိမ်အောင်စုဘယ်နှခုလောက်ရှိနိုင်မလဲ။ထပ်မြင့်ကွန်ဒိုတွေရှိမယ်။ကန်ထရိုက်တိုက်တွေရှိမယ်ဆိုလို့ရှိရင်လည်းတိုက်အနေအထားတစ်ခုမှာလူနေအင်ဂျီဘယ်လောက်ရှိနိုင်မလဲဆိုတာကိုတည်တည်ချာချာလေ့လာပြီးတော့အရင်ဆုံးတွက်ချက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုကိုဖွင့်လှစ်ခြင်းနဲ့နေရာပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာလူနေသိပ်သီးလေကိုယ့်အတွက် potential sales volume ကများလေဖြစ်တဲ့အတွက်ပဲဖြစ်ပါတယ်။ကိုဖွင့်လှစ်ခြင်းနေတဲ့ business က mass market လို့ခေါ်တဲ့လူအများစုကိုရည်ရွယ်ပြီးတော့ဖွင့်လှစ်ခြင်းနေတာဆိုလို့ရှိရင်လမ်းမကြီးပေါ်မှာဖွင့်လှစ်ထားရုံတစ်ခုတည်းနဲ့မလုံလောက်သလိုအဲ့ဒီနေရာအနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့လူဦးရေအရေအတွက်အင်ဂျီများတာပဲဖြစ်အနီးပတ်ဝန်းကျင်တစ်ဝိုက်ကလူစီကားပြီးတော့လမ်းသွားလမ်းလာတွေကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းတွေအဲ့ဒီလောက်အနေထားကိုယ်ဆိုင်ကိုလာစားနိုင်ခြေရှိတဲ့ပတ်ဝန်းကျင်အနေထားတစ်ခုဟုတ်မဟုတ် digital data တွေဖြစ်တဲ့ food panda တို့လိုမျိုး grab တို့လိုမျိုး food delivery service တွေနဲ့အများဆုံးမှာယူစားတောက်လေးရှိကြတဲ့နေရာအနေထားမြို့နယ်တွေကဘလို့နေရာအနေထားမြို့နယ်တွေကဖြစ်မလဲဆိုတဲ့ digital data တွေကိုပါ analysis လုပ်ပြီးတော့မှဖွင့်လှစ်သင့်ပါတယ်ဆိုတာလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးနွေးရဲ့ channel လေးကို like and follow လေးလုပ်သွားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်